ဒီကဘာမှာအင်ချမ်းမြေကျိုးဆောင်ရောင်ဆောင်ပြီးတော့လူ90ကျော်တက်သွားတဲ့ကြောက်စရာကောင်းတဲ့လူတက်မှုအကြောင်းကိုတင်သိပါသလား1960ပြည့်နှစ်တုန်းက Ruth ကျွန်းအနီးတစ်ဝိုက်မှာ Martin Flick ဆိုတဲ့အမည်ရတဲ့အင်ချမ်းမြေအကျိုးဆောင်တယောက်ရှိခဲ့ပူပါတယ်သူကရုပ်မြင်တန်ကြားတွေပိုစတာတွေကနေတဆင့်သူ့ကိုယ်သူအမြဲကြီးညာလေးရှိပါတယ်။နေတိုင်းဖောက်တဲ့အသစ်တွေလည်းအစင်စက်မပြတ်ရောက်ရှိလာတတ်ပါတယ်။ဒါပေမဲ့မာတင်ရဲ့အကြီးမားဆုံးလူဝက်ချက်ကတော့သူဟာအင်ချမ်းမြေအကျိုးဆောင်တစ်ယောက်မဟုတ်ဘဲရက်ဆက်ဆက်တက်တဲ့လူသက်သမားတစ်ယောက်အမတ်စင်လူသက်သမား serial killer တစ်ယောက်ဖြစ်နေတယ်တာပါ။သူကလူတွေကိုအိမ်သစ်ပြမယ်ဆိုတဲ့အကြောင်းပြချက်နဲ့သူ့ရဲ့အိမ်ဟောင်းကြီးစီကိုခေါ်သွားပြီးတော့အဲ့ဒီမှာတင်တက်ဖြတ်လိရှိပါတယ်။တရက်မှာတော့ဂျော်ဒန်ဆိုတဲ့လင်မယားနှစ်ယောက်ဟာအိမ်အသစ်တစ်လုံးရှာဖွေနေတယ်ဆိုပြီးတော့သူ့စီကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအခါမာတင်ကသူတို့အိမ်အသစ်ပြမယ်ဆိုပြီးတော့သူ့ရဲ့အိမ်ဟောင်းကြီးစီကိုခေါ်သွားခဲ့ပြန်တယ်။ဒါပေမဲ့အဲ့ဒီအိမ်ကိုရောက်တဲ့အခါမှာတော့အဲ့ဒီလင်မယားနှစ်ယောက်ဟာတခုခုပူစမ်းနေပြီဆိုပြီးတော့တိလိုက်တဲ့အချိန်ဒီနေရာဟာမကောင်းတဲ့အရာတခုဖြစ်တော့မယ်ဆိုတာကိုအလိုလိုခန်းစားမိသွားခဲ့ပါတယ်။ပြီးတော့သူတို့နောက်ကိုလှည့်ကြည့်တဲ့အချိန်မှာပဲမာတင်ဟာဓမြောင်ကြီးကြီးတစ်ကောင်တစ်ခုကိုကင်ပြီးတော့သူတို့ကိုကြည့်ပြီးရေမောနေတာကိုတွေးလိုက်ရပါတယ်။ဒါပေမဲ့မာတင်သူတို့ကိုမတတ်နိုင်ခင်မှာပဲအဲ့လင်မယားနှစ်ယောက်ဟာအသက်လုပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။နောက်ပိုင်းမှာရေးတစ်ဖွဲ့ကအဲ့ဒီအိမ်ရဲ့နောက်ဖေးခြံတဲ့ကိုရှာဖွေတဲ့အခါမှာအလောင်းပေါင်း90ကျော်ကိုတူးဖော်တွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့လူသက်သမားမာတင်ကတော့အဲ့နေ့ကစပြီးဒီနေ့ထိဘယ်သူမှပြန်မတွေ့တော့ပဲပျောက်ချင်းမလားပျောက်ကွယ်သွားပါတော့တယ်